ရစ်စတန်တင်းကြော်ပြီးလို့စတင်ခဲ့တယ်လေဒီအကြောင်းကိုကြားဖို့တီးပြီးသားလို့ထင်ကောင်းထင်ကြမှာပါဒါပေမဲ့တကယ်တမ်းမှာကောသမိုင်းပညာရှင် Craig A. Evans ရဲ့ဒုတိယတနာနေပေါ်ထွက်လာတဲ့ဇလန်းကတော့ကျွန်တော်တို့အများစုထင်ထားတာနဲ့တော်တော်လေးကိုကွဲထွက်နေပါတယ်ဟုတ်ပါတယ်ဒီနေ့မှာတော့အသင်းတော်ရဲ့မထင်မှတ်ထားတဲ့မူလဆဇလန်းကိုအတူတူပန်းပြီးတူးဆွဲကြည့်ကြရအောင်ကဲဒါဆိုအဓိကကြတဲ့မေကွန်းစီကိုတန်းသွားလိုက်ရအောင်ယေရှုကခရစ်ယာန်ဘာသာဆိုပြီးဘာသာတရားအသစ်ဆက်ဆက်တစ်ခုကိုတည်ထောင်ဖို့ရည်ရွယ်ခဲ့တာလားဒီယူဆကတော့လူများကြမှာခိုင်ခိုင်မာမာရှိနေတာပေါ့ဒါပေမဲ့အဲ့ဒီယူဆကတကယ်ပဲမှန်ကန်ရဲ့လားဆိုတာကိုတော့ပြန်ဆန်းစစ်ကြည့်လို့လိုလာပါသည်အဲ့ဒီမေဟွန်းကိုဖြီးဖို့ဆိုရင်လေအရင်ဆုံးယေရှုရဲ့အစောဆုံးနောက်လိုက်တဲ့စီကိုအချိန်ချင်းသွားပြီးပြန်သွားကြည့်လို့လိုပါတယ်သူတို့ကရောသူတို့ကိုယ်သူတို့ဘာလုပ်နေတယ်လို့ထင်ခဲ့ကြတယ်လေသူတို့ရဲ့မူလိုင်းရည်မှန်းချက်ကဘာဖြစ်မလဲဟုတ်ပြီအသင်းတော်ဆိုတဲ့စကားလုံးကိုကြည့်လိုက်ရအောင်ဒီနေ့ခေတ်မှာတော့ဒီစကားလုံးကိုကြားရတဲ့ဘာသာတရားအသစ်တစ်ခုကိုချက်ချင်းပေးမိကြတာပေါ့ဒါပေမဲ့အဲ့ဒီခေတ်ကမူရင်းဂရီစကားလုံး ecclesia ရဲ့အတိတ်ဘက်ကအဲ့လိုမဟုတ်ခဲ့ပါဘူးလုံးဝကိုမတူတာပါအမှန်တော့သူ့ရဲ့တကယ်အတိတ်ဘက်ကဂျူးလူမျိုးတွေသုံးနေကြဟီဘရုစကားလုံးကဟောက်ကိုဘာသာပြန်ထားတာဖြစ်ပြီးစီဝေရင်ဒါမှမဟုတ်စူဝေးနေတဲ့လူအုပ်စုလို့ပဲအတိတ်ပဲရပါတယ်ဒါကဘာကိုပြနေလဲဆိုတော့အစောပိုင်း knowledge တရားသူတို့ခို့တို့ဘာသာတရားအသစ်တစ်ခုထောင်နေတယ်လို့မမြင်ပဲဂျူးထုံတန်းစင်လာရဲ့အစိပ်ပိုက်တစ်ခုအစ္စရေးလူမျိုးကိုပြန်လဲစူးစီးလှုပ်ရှားမှုတစ်ခုအဖြစ်ပဲရှုမြင်ခဲ့ကြတယ်ဆိုတာပါပဲသူရဲ့ပန်းတိုင်ကအစ္စရေးလူမျိုးကိုပြန်လဲထူထောင်ဖို့ဆိုတော့လောက်ရတိုင်းမှာအင်ယံကိုထင်ရှားနေတာပါဥပမာနှစ်ချင်းဆရာယောဟန်ကဂျော်ရယ်မြတ်မှာနှစ်ချင်းပေးတယ်ဒါကတမိုင်းတွေကယောရှုကအစ္စရေးမျိုးနွယ်စနစ်တွေကိုကတိထားရပြီးတော့စီခေါ်ထော်တာကိုပြန်မရစေတယ်အဲ့ဒီနောက်ယေရှုကိုယ်တိုင်ကလည်းတမန်တော်စနစ်ယောက်ကိုရွေးချယ်ခဲ့တယ်ဒါကလည်းအစ္စရေးမျိုးနွယ်စနစ်ခုကိုတိုက်ရိုက်ရည်ညွှန်းနေတာပဲဆိုတော့ရွေးချက်ကခွဲထွက်ဖို့လုံးဝမဟုတ်ဘူးအစ္စရေးလူမျိုးကိုပြန်လဲစုစည်းပြီးအတစ်တဖိုင်ပြန်လဲတည်ထောင်ဖို့ဖြစ်ပါတယ်ဒါပေမဲ့ဒီလှုပ်ရှားမှုကြီးတစ်ခုလုံးမှာအားလုံးကတသဘောတွေတလန်းတွေတော့မဟုတ်ခဲ့ပါဘူးအတီကခေါင်းဆောင်နှစ်ဦးဖြစ်တဲ့ယာကုပ်နဲ့ပိုးလူကိုကြည့်လိုက်ရင်ဒါကိုရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်သူတို့မှမတူညီတဲ့ဒါပေမဲ့တစ်ခုနဲ့တစ်ခုအပြန်အလှန်အားဖြည့်ပေးတဲ့တာသနာပြုပုံစံနှစ်ခုရှိနေခဲ့တာပါယာကော့နဲ့ပေါ်လုကိုပြိုင်ဖက်တီလို့ထင်စရာရှိပေမဲ့တကယ်တမ်းမှာတော့သူတို့ကမဟာဗျူဟာကြကြပူးပေါင်းဆောင်ရွက်ခဲ့ကြတာပါယာကုပ်ကဂျေရုဆလမ်မှာအခြေစိုက်ပြီးကမ္ဘာအနှံ့ပြန့်ကျဲနေတဲ့ဂျူးလူမျိုးတွေကိုအထူးကထားတယ်ပေါ်လုကတော့ရိုမာအင်ပါယာတလျှောက်ကဂျူးမဟုတ်တဲ့လူမျိုးတွေစီကိုတွားဖို့သဘောတူခဲ့ကြတယ်ဒါကဘာကိုပြတာလဲဆိုရင်ဒီလှုပ်ရှားမှုဟာတကယ်တော့ပြည်သူတွေအတွက်လဲဆိုတဲ့အရေးကြီးတဲ့အတွင်းပိုင်းမေခွန်းတွေဆွေးနွေးမှုတွေအများကြီးရှိနေခဲ့တယ်ဆိုတာပါတယ်အဲ့ဒီလိုအတွင်းပိုင်းမှာဆွေးနွေးညှိနှိုင်းမှုတွေရှိနေတဲ့တစ်ချိန်တည်းမှာပဲအပြင်ဘက်မှာတော့ပေါ်ပြီးကြီးမားတဲ့ပဋိပက္ခတစ်ခုကတဖြည်းဖြည်းပေါ်ပေါက်လာနေခဲ့ပါတယ်နောက်ဆုံးမှာတော့ဒီပဋိပက္ခကပဲလှုပ်ရှားမှုရဲ့အနာဂတ်ကိုအဆုံးဖြတ်ပေးမဲ့အရာဖြစ်လာခဲ့ပါတယ်ဒီနေရာမှာတတိပြိုရမယ့်အချက်ကပဋိပက္ခဟာဂျူးဘာသာတစ်ခုလုံးနဲ့ဖြစ်ခဲ့တာမဟုတ်ဘူးဆိုတာပါပဲတကယ်တော့အဲ့ဒီအချိန်ကဂျေရုဆလင်ဘီမန်တော်ကိုချုပ်ကင်ထားတဲ့အာနာရှိယပိုရူဟိမျိုးနွယ်ဖက်တဲ့ NS ရဲ့မိသားစုနဲ့တိုက်ရိုက်ဖြစ်ပွားခဲ့တဲ့နိုင်ငံရေးနဲ့ဘာသာရေးအာဏာလွန်ပွဲတစ်ခုသာဖြစ်ပါတယ်ယေရှုကဗိမာန်တော်ထဲမှာပရောဖက်ယေရမိရဲ့တတိပေးစကားတွေကိုကိုးကားပြီးဗိမာန်တော်ခေါင်းဆောင်တွေကိုတိုက်ရိုက်ဆင်ခေါ်ခဲ့တဲ့ဒါဟာခမန်းတို့အကျင့်ပြတ်နေပြီးတရားစီရင်ခြင်းလာတော့မယ်လို့ကြေညာလိုက်တာနဲ့အတူတူပါပဲဒီလောက်ရကအာနာရှိသူတွေအထက်ကကြီးမားတဲ့အချင်းချောက်မှုတစ်ခုဖြစ်ခဲ့ပါတယ်ဒီပဋိပက္ခကတကြိမ်တစ်ခါတည်းနဲ့ပြီးတော့မဟုတ်ပါဘူးနှစ်ပေါင်း30ကျော်ကြာမြင့်ခဲ့တဲ့စနစ်တကျရှင်းလင်းဖယ်ရှားမှုတစ်ခုလိုပါပဲ NS ရဲ့မိသားစုကဒီလှုပ်ရှားမှုရဲ့ခေါင်းဆောင်တွေကိုတယောက်ပြီးတယောက်ဖြစ်မှတ်ထားခဲ့ကြတယ်ယေရှုကိုကွဲမြတ်တာကနေစပြီးနောက်ပိုင်းမှာတတိဖန်ယာကုပ်နောက်ဆုံးယေရှုရဲ့ညီအရင်ဖြစ်တဲ့ယာကုပ်ဦးထိခေါင်းဆောင်တွေအစီလောက်ချန်ခံထရပါတယ်ဒီလောက်ထိဖိနှိပ်မှုတွေကြားထဲမှာတောင်လှုပ်ရှားမှုကဆက်ရှိနေခဲ့တယ်ဒါဆိုရင်ဘယ်ရာကသူတို့ခို့နောက်ဆုံးမှလုံဝကိုလမ်းခွဲသွားစေခဲ့တယ်လေအဖြေကတော့သမိုင်းကိုအကြီးကျယ်ပြောင်းလဲစေခဲ့တဲ့စစ်ပွဲကြီးနှစ်ခုမှရှိနေပါတယ်ပထမစစ်ပွဲမှာယောမာရီကဂျူးလူမျိုးရဲ့အသေးနှလုံးထိတဲ့ဂျေရုဆလမ်ဗိမာန်တော်ကိုလုံးဝဖျက်ဆီးပစ်ခဲ့တယ်အဲ့ဒီမှာတင်ပဲသူတို့ရဲ့ဘုံဘိုးချက်ပျောက်ဆုံးသွားခဲ့တယ်နောက်နှစ်ပေါင်းများစွာအကြာဒုတိယစစ်ပွဲအပြီးမှာတော့ဂျူးလူမျိုးတွေနဲ့ယေရှုနှောင်းလိုက်ဒီကြားကကွာဟားချက်ကပြန်ဆက်လို့မရလောက်အောင်ကြီးမားသွားခဲ့ပြီးအပြီးတိုင်လန်ခွဲမှုတစ်ခုဖြစ်သွားခဲ့ပါတော့တယ်ဒီတမိုင်းအဖြစ်ပြတဲ့အားလုံးကိုပြန်ခြုံကြည့်လိုက်တဲ့အခါမှာအစ္စရေးလူမျိုးကိုပြန်လဲစုစည်းဖို့ရည်ရွယ်ခဲ့တဲ့ဂျူးပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုလေးတစ်ခုကနေဘာသာတရားအသစ်တစ်ခုဖြစ်ဘလို့ပုံစံနဲ့အသွင်ပြောင်းသွားခဲ့တယ်လဲဆိုတာကိုတွေ့ရမှာပါဇလန်ကရှင်းပါတယ်
အစပြုခဲ့တာကအစ္စရေးကိုပြန်လဲထူထောင်ဖို့ဂျူးရဲ့ကြွေးကြော်တန်တစ်ခုအနေနဲ့မှာဒါမဲ့ဆက်စနစ်နဲ့ချီကြမင်ခဲ့တဲ့တွင်မိုင်းသဘောထားကွဲလဲမှုတွေပြင်ပကအာနာရှိသူတွေဖိနှိပ်မှုတွေပြီးတော့အဆုံးသတ်မှာစစ်ပွဲကြီးနှစ်ခုရဲ့ထိုးနှက်မှုတွေကြောင့်နောက်ဆုံးမှတော့မူလရည်ရွယ်ချက်နဲ့လာလမမဆိုင်တဲ့ဂျူးမဟုတ်သူအများစုပါဝင်တဲ့ခရစ်ယာန်ဘာသာဆိုတဲ့ဘာသာတရားအသစ်တစ်ခုအဖြစ်အတွင်းပြောင်းသွားခဲ့ရပါတယ်။ ဒီတော့နောက်ဆုံးမိန်ဟွန်တစ်ခုနဲ့အဆုံးသတ်ကြည့်ကြရအောင်ကျူးဘာသာနဲ့ခရစ်ယာန်ဘာသာကြားကဒီလန်ခွဲမှုကြီးဟာတမိုင်းရဲ့မတော်တန်ဆမှုတစ်ခုလားဒါမှမဟုတ်ရှောင်လွဲလို့မရနိုင်တဲ့ကံကြမ္မာတစ်ခုပဲလားဒီကြောင့်ကတော့ယုံကြည်မှုနဲ့တမိုင်းဘလောပြန်လန်ပုံဖော်ကြတယ်လဲဆိုတာကိုစဉ်းစားစရာတွေအများကြီးခြံထားခဲ့ပါတယ်